ခါတော့ကအမေရိကန်နိုင်ငံမှာလေယာလုပ်ငန်းနဲ့အသက်မွေးကြတဲ့ Sleepy Hollow လို့ခေါ်တဲ့မြို့ငယ်လေးကိုလူငယ်ចောင်းစရာ Crane ပြောင်းရွှေ့လာခဲ့တယ်။ Crane ကပိန်တော်အရက်မြင့်ရိုးသားရီးမွန်းတဲ့ចောင်းစရာတယောက်ပေါ့။သူ့ရဲ့အားနည်းချက်ကတရေတစေတွေကိုတိတ်ကြောက်တတ်တာပဲတဲ့။ចောင်းကကလေးတွေနဲ့မြို့နေလူထုက Crane ကိုအထင်ကြီးချစ်ခင်ကြတယ်။မြို့ထဲကမိမပြိုအတော်များများကလည်း Crane ကိုအထားပေးကြတယ်။ဒါပေမဲ့ Crane ချစ်တာကကက်ထရီနာကမြို့မျက်နှာဖုံးလူချမ်းသာကြီးရဲ့သမီးမြို့မှာအချောလှဆုံးလေးကက်ထရီနာကို Crane ကြိုက်နေတယ်ဆိုတဲ့သတင်းကြောင့်မြို့ထဲကလူငယ်တချို့ Crane ကိုမောင်းကုန်ကြတယ်။သူတို့လည်းကက်ထရီနာကိုကြိုက်ကြတာကိုအဲ့ဒီထဲမှာ Crane ကိုအမုန်းဆုံးကတော့ Brown ဆိုတဲ့ကောင်လေးပဲသူကလည်းမြို့ကလူချမ်းသာတယောက်ရဲ့သားမြင်းစည်းလဲတော့ရုပ်ကလည်းဖျောက်တာကြောင့်မြို့ကမင်းပြိုလေးတွေကြားရေပန်းစားတယ်။ Crane ကဒီမြို့ကိုရောက်မလာခဲ့ရင်ကက်ထရီနာကိုပြိုင်ပဲမရှိ Brown ပဲရမှာကိုခုတော့ Crane နဲ့ရှင်လူရတော့မယ်။ Brown က Crane ကိုတိတ်မုန်းတာပေါ့။တညမှာတော့ကက်ထရီနာရဲ့ဖခင်တထေးကြီးကသူ့အိမ်မှာပါတီတစ်ခုပြုလုပ်တယ်။မြို့ထဲကလူတော်များများကိုလည်းဖိတ်ထားတယ်။ဖိတ်ထားတဲ့ထဲမှာ Crane နဲ့ Brown လည်းပါတယ်။တထေးကြီးကသူတို့နှစ်ယောက်ကိုအကဲခတ်ပြီးတမက်ရွေးချင်လို့ဒီဘောကိုလှုပ်တာလို့မြို့ထဲမှာသတင်းပြန့်ကုန်တယ်။ပါတီဘောမှာတော့ကက်ထရီနာက Crane ကိုအရေးပေးဆုံးပဲ။ Brown တယောက်စိတ်ညစ်နေပေမဲ့ဟန်ဆောင်ပြီးပါတီမှာတရေပုံပြင်တွေပြောပြနေတယ်။ပါတီဘောကလူတော်များများကလည်းတရေချောင်းတွေပြောကြတယ်။မြို့ထဲမှာတရေချောင်းမခံရဖူးတဲ့လူမရှိတလောက်ပဲပြောကြတဲ့ပုံပြတွေထဲမှာ Crane ကြောက်ဆုံးကမြင်းစည်းတစ်စေပဲ။သူကတကယ်ဖြစ်ရမှန်ကြီးလေသူ့အုပ်ကူတောင်မြို့ထဲမှာရှိသေးတယ်။ဖြစ်ပုံကဒီလိုဗြိတိရှတွေအမေရိကန်ကိုဝင်သိမ်းတော့ကမြို့ထဲကသူရဲကောင်းလူငယ်တွေကပြန်တော်လှမ်းကြတယ်။မြင်းစည်းတစ်စေကလူဘွားတုံးကအလွန်တော်တဲ့မြင်းစည်းစစ်တယ်။ကံမကောင်းရှာတော့ဗြိတိရှတွေပြစ်လိုက်တဲ့အမြောက်ဆန်ကသူ့ကောင်းကိုတက်မှန်ပြီးကောင်းပြတ်သွားတဲ့ကောင်းတောင်ပြန်ရှာမတွေ့ကြဘူး။ဒီတိုင်းမြုပ်လဲရတယ်။ညဘက်တွေမှာမြင်းစည်းတစ်စေကဖြုံတီးမြေအိမ်ကြီးကိုကင်ပြီးသူ့ကောင်းကိုထွက်ရှာတတ်တယ်။သူနဲ့တွေ့တဲ့သူတွေကိုလည်းတမလွန်ကိုခေါ်တော့တယ်ပါတီကနေပြန်လာတဲ့ညမှာမြင်းစည်းတစ်စေဟာ Crane ရဲ့ကောင်းထက်ကနေထုံတော့ပါဘူး Crane ဟာမြင်းစည်းလာရင်တောက်လျှောက်ကြောက်လက်နေရရှာတယ်ဖြစ်ချင်တော့သူ့အိမ်ကလည်းပဲသူနဲ့မှလမ်းမတူတဲ့အကြောင်းဘက်မှာဖြစ်နေတော့တယောက်တည်းပြန်ရတယ်တရေချောက်တယ်လို့နာမည်ကြီးတဲ့တရနာရောက်မှာတော့အမှောင်ထဲကအရွက်တစ်ခုဟာ Crane နောက်ကိုလိုက်လာပါတော့တယ် Crane လည်းမြင်းကိုအတကုံစီးပြီးထွက်ပြေးတော့တာပေါ့ဆက်တိုက်တဲကြီးမဲကြီးလိုက်လာတဲ့အရွက်ကိုCrane လှည့်ကြည့်လိုက်တဲ့အခါမှာလာရောင်အောက်ကအရွက်ကြီးကမြင်းနဲ့ကြီးကိုစီးပြီးခေါင်းလည်းမပါပါဘူး Crane လည်းကြောက်အားလန့်အားတဲ့အော်ဟစ်ပါတော့တယ်မြင်းဟီတန်အကျယ်ကြီးကိုလည်းမြို့ကလူတွေကြားလိုက်ရပါတယ်လူတွေထွက်ကြည့်တော့ Crane ကိုမတွေ့ရတော့ဘူးနောက်တနေ့မနေ့မှာတော့ Crane ရဲ့မြင်းဟာကျောင်းသားမှာရှိတဲ့သူ့အိမ်ကိုပြန်ရောက်နေပြီး Crane ကိုတော့လုံးဝရှာမတွေ့တော့ပါဘူးတချို့ပြောကြတာကတော့မြင်းစည်းတစ်စေက Crane ကိုတမလွန်ခေါ်တော့ပါပြီတချို့ကြတော့ Brown ကမြင်းစည်းတစ်စေဟန်ဆောင်ပြီး Crane ကိုထွက်ပြေးအောင်6လမ်းလိုက်တာလို့ပြောကြတယ်ဘယ်လိုပဲဖြစ်ဖြစ် Crane ပြန်မလာတော့ပါဘူး